Monitor Pocket Diary ဆိုတဲ့ YouTube channel လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဆိုတော့ဒီ YouTube channel လေးမှာကျမကြီးနဲ့ပတ်သက်တာအလှပနဲ့ပတ်သက်တာနောက်ပြီးတော့ခီးသွားတဲ့တချို့နေရာကောင်းကောင်းလေးတွေပြီးတော့အစားအသောက်ကလေးတွေအိမ်မှာလွယ်လွယ်ကူကူချက်စားလို့ရတဲ့ဟာလေးတွေအဲ့ဒါလေးအကုန်လုံးကိုစုလှုပ်ရှားတယ်လို့မျိုးစုဖြတ်တန်းခဲ့ရတာလေးတွေဒါလေးတွေကိုမျှဝေပေးချင်တာပဲဖြစ်ပါတယ်။အရင်ဦးဆုံးစုရဲ့ဒီBonita Pocket Diary ဆိုတဲ့နာမည်လေးကိုမိတ်ဆက်ပေးချင်ပါတယ်။ Bonita Pocket Diary Bonita တော့ကျွန်မနာမည်လေးပေါ့နော်။ကျွန်မ English နည်းလေးပါ Bonita ဆိုတာ pen လေးဖြစ်ပါတယ်။အဲဒီဟို pen လေးပေါ့နော်။နူးညံ့တဲ့ pen ဒါပေမဲ့ရေးရေးနဲ့ထက်မြက်တဲ့ဆိုတဲ့အကျိတ်ပင်လေးတစ်ခုရှိရပေါ့နော်။အဲ့ဒါလေးကဒါမိတ်ဆက်ပေးရပါပြီးတော့ဒီထဲမှာ pocket ထဲမှာ diary လေးပါတယ်ဒါကိုနေ့တူကမှဖြတ်တန်းခဲ့ရတယ်ဆိုချင်းကောင်းချင်းဒါတွေအကုန်လုံးကိုအားလုံးကိုမျှဝေပေးခြင်းနဲ့စိတ်ကလေးနဲ့ဒီ channel လေးကိုစပြီးလုပ်ဖြစ်ခဲ့ရပဲဖြစ်ပါတယ်ဆိုတော့ဒီ channel လေးမှာအရှိရမိတ်ဆက်ပြီးလိုမျိုးအကြောင်းအရာလေးတွေကိုအလင်းတဲ့လူလေးကိုကျွန်မဒါတင်ပေးသွားပါမယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့အခုပထမဦးဆုံးအနေနဲ့ကျွန်မရဲ့ channel လေးနဲ့ကိုက်နေတဲ့တိုက်တယ်လေးနဲ့လိုက်ဖက်သွားအောင်ပေါ့နော်အဲ့ဒါလေးနဲ့လိုက်ဖက်သွားအောင်လို့ကျမရဲ့အိတ်ကလေးထဲမှာဘာလေးတွေပါတယ်ဆိုတော့ကျမတို့စပြီးတော့ကြည့်ရအောင်โอเคနော်နံပါတ်1ကတော့ဒီလိုမျိုးအာလူကြော်ဘူးလေးတွေနောက်ပြီးတော့ snacks လေးတွေပြီးသွားလို့ရှိရင်candy လေး chocolate လေးစောင်းရတယ်။ဘာကြောင့်လဲဆိုတော့သူကအစအိမ်နဲ့ယောဂပေါ့နော်အဆိုင်နဲ့သက်ဆိုင်တဲ့အဲ့လိုစီးလေးတွေတောက်ရတယ်ယောဂလည်းရသွားတယ်။ဘာကြောင့်လဲဆိုတော့ဒါနောက်ပိုင်းမှာလည်းအဲ့လိုမျိုးကြုံတွေ့ခဲ့ရတဲ့ကောင်းကြီးဆိုးခြင်းလေးတွေကိုဒီ channel လေးမှာအလင်းသိမ့်လိုလေးတင်ပေးသွားမှာဖြစ်ပါတယ်နော်။အလုပ်အရမ်းများတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအလုပ်အရမ်းများတဲ့ပုံမှာမူတည်ပြီးတော့အစားအသောက်မမှန်တာအနေအထိုင်မမှန်တာဒီမစင်ချင်တဲ့အကြောင်းပေါ့နော်မထင်မှတ်ပဲနဲ့အဲ့လိုမျိုး serious အဆိုင်ခံစားခဲ့ရတယ်ပြီးတော့ကျမ်းမာရေးဒီအရန်ရေးကြည့်ပါတယ်အထူးသဖြင့်ကျမတို့လိုဒီလူလက်ပိုင်းတွေအလုပ်လုပ်နေနေမှာဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မဖြစ်တော့ပါဘူးဆိုတဲ့အရာကြီးပြီးတော့မှားယွင်းတဲ့ဆေးနဲ့အနာနဲ့မှားတဲ့အခါမှာခံရတဲ့ပြဿနာတွေဒါတွေကနောက်ကျမှဖြစ်သွားတဲ့ process ကအရန်ခက်ခဲတယ်ပေါ့နော်အဲ့ဒါနောက်တစ်ခုကတော့ဒါလေးကမဖြစ်အမြဲတမ်းကျွန်မအိတ်ထဲမှာပါတယ်ကျွန်မဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်မလို့ဂုဏ်တော်ပတိလေးတွေပွားများအားထုတ်တာဖြစ်တဲ့အတွက်ဒါလေးကအမြဲတမ်းပါတယ်အမြဲတမ်းလည်းပျောက်တယ်ပေါ့နော်ပြီးတော့ရင်ပစံအိတ်ကတော့လူတိုင်းထည့်ကြတယ်ပေါ့နော်ပစံအိတ်ပြီးတော့ရင် hand cream လေးပါတယ် hand cream လေးကလည်းဒါចောင်းသားယုံသမားanyway အကုန်လုံးကဒီလိုမျိုး hand cream လေးကိုကျွန်တော်တို့ဆောင်ထားတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ hand gel သုံးမယ် hand cream သုံးမယ်ဒါ hygiene နဲ့လည်းကိုက်ညီတယ်။ကျမတို့ဒီလူတွေအချင်းချင်းမိတ်ဆက်တဲ့စကားပြောတဲ့အခါကျရင်ဒီလက်ကလေးတွေကလည်းစကားပြောတယ်ပေါ့နော်။လူတွေကကြည့်တယ်အဲ့လိုမျိုးပေါ့first impression အနေနဲ့လက်ကလေးတွေခြေထောက်ကလေးတွေတန့်ရှင်းအောင်ထားရအောင်ဒီလူကတန့်ရှင်းပါလားဆိုတော့ကိုယ့်ပုံမှာပို့ပြီးတော့သူတစ်ဖက်လူရဲ့စိတ်ဝင်စားမှုနှုန်းကိုအလုပ်သွားလုပ်ရင်လည်းအလုပ်လုပ်တဲ့အခါမှာကိုယ်ပို့ပြီးအထင်ကြီးလေးစားတာမျိုးလေးတွေရှိပါတယ်နော်။ဒါတကယ်ရှိပါတယ်။ဒါကိုယ်တိုင်လည်းနောက်မှဒါကိုပို့ပြီးတော့လိုက်စားမိလာခဲ့တာပေါ့နော်ဆိုတော့အဲ့ဒါလေးရှိတယ်ဒါလက်ကတော့မူရပါဖြစ်တဲ့အတွက်ပြင်ဆင်လို့မရဘူးပေါ့နော်ဒါပေမဲ့တက်ရှင်းလေးနေဖို့အတွက်ကိုလည်းတိုက်တွန်းချင်ပါတယ်ပြီးတော့ရေမွေးရလည်းမဖြစ်မနေစောင်းရပါမယ်အရင်ဆိုလို့ထွက်လာပြီးမှတစ်ခါလေးမှကိုကနည်းနည်းချွေးထွက်များတဲ့နေ့လေးဆိုရေမွေးနဲ့လည်းကိုအတွက်လိုအပ်တယ်နော်ပြီးတော့ရင်နှကန်းနီလေးတွေပါမယ်ဒါကတော့ main ကလေးဆိုတော့အဲ့ထဲမှာတစ်ခါလေးဆိုထည့်ထားလိုက်တယ်ပြီးရင်တော့လို့တော့ကျမတို့ main ကလေးမရှိမနေသုံးနေမှန်ဆိုစုကဒီလိုဟာလေးတွေစုမှာအများကြီးရှိရကြိုက်တတ်တော့လေနော်ပြီးတော့လို့ရှိရင် blusher ကျမ blusher အရင်ကြိုက်တာဖြစ်တဲ့အတွက်ဈေးနည်းနည်းလေးကနေစပြီးတော့နည်းနည်းဈေးတင်တဲ့အထိအမြဲတမ်းဝယ်ပြီးအိတ်ထဲမှာစောင့်ထားတယ်။ဘာလို့ဆိုတော့နည်းနည်းနုတာပေါ့အဲ့လို blusher လေးသုံးထားရင်နုတဲ့ပုံစံလေးပေါက်လို့ပေါ့နော်။ပြီးတော့လို့ရှိရင် lipstickပြီးတော့ရင်စုကခေါင်းပြီးလုံးဝမဆောင်ပါဘူးအခုလိုပဲသပင်ကိုလက်နဲ့ပဲတတ်တတ်ပါတယ်သပင်ကအဲ့လိုဖွာလန်ချင်းနေရပါတော့ဒီဟိုတယ်ကရတဲ့ဒီလိုဘီးလေးတွေပေါ့အဲ့ဘီးလေးတွေဆိုရင်တော့အမြဲတမ်းအိတ်ထဲမှာတခြားမဟုတ်တခြားအဲ့လိုလေးထည့်ထားလေးတော့ရှိတယ်မမဆောင်လို့မျိုးပဲပြီးတော့လို့ရှိရင်ခုနကပြောတဲ့အဆိုင်ဓမ္မဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆိုင်နဲ့သက်ဆိုင်နဲ့အရေးပေါ်ဘိုက်တအားအောက်လာရင်တောက်တဲ့ဒီလိုဆေးထုတ်ကလေးဆောင်ထားပါတယ်ဆောင်ထားမှလည်းရမှာပေါ့နော်တကယ်ဖြစ်သွားတဲ့ခါကျရင်လွယ်ပါအောင်နော်ပြင်ကအရင်ခက်ပါတယ်ဒီမှာဒါကတော့ဒါကိုယ့်ရဲ့ဒီနာမည်ကက်ကလေးပေါ့နော်အဲ့ထဲ
တဲ့ folder လေးပါတယ်ပြီးတော့ရင်ခေါင်းစည်းပန်းပါတယ်ဒါပေမဲ့တစ်ခါမှမစီးပါဘူးအစားစားရင်တော့မစီးပါဘူးဆိုခေါင်းမို့တစ်ခုခုတင်လိုက်တာနဲ့ခေါင်းမုန်းတက်လို့ပါတော့ရင်ဒီလိုခင်းတီလေးပါတယ်ပေါ့နော်ဒါလေးကတော့ကိုယ့်ရဲ့ pocket ဒီ pocket ဆိုရယ်လေပဲပြောလိုက်တာပေါ့နော်အိတ်ထဲမှာdaily ငဲတဲ့သွားတိုင်းစောင်းလေးစောင်းထားရှိတဲ့ဟာလေးပေါ့နော်ကျန်တာတော့ဟိုပါလဲအမိုက်တွေမို့လို့မပြတော့ဘူးเนาะအဲ့တော့စုရဲ့ဒီ channel လေးထဲမှာစုတို့မကြခဏပေါ့เนาะစုကြုံခဲ့ရတာတွေနောက်ပြီးတော့အရှိမပြောသွားတဲ့ဟာမျိုးလေးတွေကိုစုအဆက်မပြတ်ကလေးအလင်းသိတဲ့လူလေးတင်ပေးသွားပါမယ်စုရဲ့ channel လေးကိုအားပေးဖို့အတွက်ကိုလည်းစုကနေပြီးတော့တောင်းဆိုလိုက်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာစုလို့ဆုံကြပါမယ်ရှင်